ဂရုတာဖွင့်လိုက်တာနဲ့ပေါ်လာတဲ့နာမည်နေရာမှာခုနာမည်လေးထားချင်ရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုလုပ်ပြသွားပါမယ်အခုဒီဆက်မှာဆိုရင်ဒီနာမည်ဥပမာပြောပြသွားပါမယ်အရင်ဦးဆုံးဒီရှာတဲ့ box မှာ control panel တွေရရှာပါမယ် control panel တွေဝင်မယ် user account ထဲဝင်ပါမယ်ပြီးရင်ဒါလေးကိုနှိပ်ပါမယ်နှိပ်ပြီးရင် change the account name ကိုသက်ချက်နေမယ်ပြီးရင်ကိုလိုချင်တဲ့နာမည်ကိုပြောင်းလို့ရပါပြီအခုဒီမှာကတော့ MMC လို့ထည့်လိုက်ပါမယ်ကိုလိုချင်တဲ့နာမည်ရေးပြီးရင်ဒီအောက်မှာ change name ကိုနှိပ်ပါမယ်ဒီမှာနာမည်လေးပြောင်းတော့ပါပြီ restart ချပြီးတော့မှပြောင်းလာကြည့်ရအောင်အခုနကတော့ချိန်လိုက်တဲ့နာမည်လေးပို့လာပါပြီအားလုံးစမ်းကြည့်အောင်နော်